ခွဲခြားဆက်ဆံမှုကင်းစင်တဲ့ပတ်ဝန်းကျင်စီသို့မတန်ဆွမ်းကလေးငယ်တိုင်းဟာကိုယ်စီအရေးချင်းအိမ်မက်နဲ့စိတ်ခံစားချက်တွေရှိကြတဲ့လူသားတွေဖြစ်ပြီးတာမန်ကလေးတွေလိုပဲချစ်ချင်းနားလည်ခြင်းနဲ့လေးစားမှုကိုရထိုက်သူတွေဖြစ်ပါတယ်။သို့တော်လည်းလူမှုအတိုင်းဝိုင်းထဲမှာကျောင်းမခြေပြုကြမ်းဖက်မှု GBB နဲ့ခွဲခြားဆက်ဆံမှုတွေဟာမတန်ဆွမ်းမှုအခြေအနေပေါ်မူတည်ပြီးပုံမှုဖြစ်ပွားနိုင်ခြင်းရှိတာကိုသတိပြုဖို့လိုအပ်ပါတယ်။ကလေးတစ်ယောက်ဟာခန္ဓာကိုယ်မတန်ဆွမ်းခြင်းစကားမပြောနိုင်ခြင်းနားမကြားခြင်းဒါမှမဟုတ်သင်ယူခြင်းမှာအခက်အခဲရှိနေတာကြောင့်သူတို့ရဲ့တန်ဖိုးဟာရော့ချမသွားပါဘူးမတူညီခြင်းဆိုတာလူတိုင်းမှာရှိတဲ့ထူးခြားမှုတစ်ခုဖြစ်လို့ကြားမှမရွေမတန်ဆွမ်းမှုခြေနေမရွေခွဲခြားဆက်ဆံခြင်းနဲ့လှောင်ပြောင်ခြင်းတွေကိုအတူတကွတားဆီးရပါမယ်GBB ကိုကာကွယ်ရာတွင်အဓိကကြတာမှာလူတိုင်းအတွက်တာတူညီမျှအခွင့်အရေးများဖန်တီးပေးဖို့ဖြစ်ပါတယ်။ကျောင်းတွေအားကစားကွင်းတွေမှာမတန်ဆွမ်းကလေးငယ်တွေအားလုံးနဲ့အတူတန်းတူပါဝင်နိုင်ဖို့အားပေးကူညီရပါမယ်။အတူတူကစားခြင်းအတူတကွသင်ယူခြင်းနဲ့မိမိကိုယ်ကိုထုတ်ဖော်ပြောဆိုခွင့်ရှိခြင်းဟာသူတို့အတွက်ထိုက်တန်တဲ့အခွင့်အရေးတွေဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့လူမှုအတိုင်းအဝိုင်းမှာမတန်ဆွမ်းကလေးငယ်တွေကိုတနာစရာလိုမြင်မဲ့အစားလေးစားလက်ခံတဲ့စိတ်ဓာတ်မွေးမြူရပါမယ်။မတူညီမှုတွေကြောင့်ဘေးဖယ်ထားခြင်းထက်နားလည်လက်ခံပေးခြင်းကသာအကြမ်းဖက်မှုကင်းစင်တဲ့ပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်မှာပါ။မင်းဟာလည်းအရေးပါတဲ့ကလေးတစ်ယောက်ဖြစ်တယ်လို့ဖော်ပြပေးခြင်းကသူတို့ဘဝအတွက်ကြီးမားတဲ့အားရင်တစ်ခုဖြစ်စေပါတယ်။မတန်ဆွမ်းကလေးငယ်တွေအပေါ်မေတ္တာနဲ့ကူညီပြီးခွဲခြားဆက်ဆံမှုတွေကိုအတူတူတွန်းလှန်ရင်မတူညီမှုတွေကြားလှပတဲ့လူမှုဘဝကိုဖန်တီးကြပါစို့ဒီအကြောင်းအရာကသင်အတွက်အကျိုးရှိတယ်ဆိုရင်like and share လုပ်ပေးဖို့နဲ့သင်ရဲ့အမြင်တွေကိုလည်း comment မှာမျှဝေပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်